Hello Hello ဆိုတော့ဒီနေ့ကတော့ဒီကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာခဏခဏသုံးနေရတဲ့ခဏခဏပြောနေရတဲ့စကားလုံးတွေနဲ့ပေါ့နော်ဒီလုပ်ငန်းခွင်တွေမှာအသုံးများတဲ့စကားလုံးတွေပေါ့နော်အနေနဲ့ပတ်သက်ပြီးတော့sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မလုပ်ငန်းခွင်တွေမှာအများဆုံးသုံးတာကတော့ထုံးစံတိုင်းပေါ့နော်ဒီဂျပန်ရဲ့ mail တွေထဲမှာရေးပြီးဆိုရင်いつもお世話になっておりますဆိုတဲ့စကားလုံးပေါ့နော်ဒီ mail ရဲ့ပထမဆုံးမှာထုံးစံတိုင်းအများအားရေးတယ်ပေါ့နော်ဥပမာဒီကိုယ့်ရဲ့တခြားကိုယ့်ရဲ့ company ပဲဒါပေမဲ့တခြားဌာနလူတွေစီကိုမေးဖို့မယ်ဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော်いつもお世話になっておりますとかいつもお世話になりますဆိုတော့မျိုးတစ်ခါလေးရေးတာရှိတယ်いつもお世話様ですဆိုပြီးတော့အဲ့လိုမျိုးရေးရလည်းပဲရှိတယ်ပေါ့နော်နောက်တစ်ခါကျတော့မေးရဲ့အဆုံးမှာဆိုရင်よろしくお願いしますよろしくお願いいたしますどうぞよろしくお願いしますよろしくお願い申し上げますဆိုပြီးတော့အဲ့လိုမျိုးရေးရတယ်ပဲရှိရပါအဲ့ဒါကမေးရဲ့အဆုံးမှာပေါ့နော်နောက်တစ်ခုအသုံးများတဲ့စကားလုံးကျွန်မအနေနဲ့အသုံးများတဲ့စကားလုံးကじゃဘာလဲဆိုတော့ご確認くださいご覧くださいနောက်တစ်ခါကျတော့ご一読くださいご一報くださいご査集くださいနောက်တစ်ခါကျတော့ご検討くださいဆိုစကားလုံးတွေပေါ့နော်အဲ့စကားလုံးတွေကတော့အများကြီးသုံးပါတယ်ဆိုတော့ဒီနေ့ဒီမေးတွေကလည်းပဲအဆောင်ရအများကြီးရေးရတဲ့အတွက်ကြောင့်မလို့အဲ့ဒီစကားလုံးတွေကနေ့စဉ်နဲ့အများအမြဲတမ်းပုံမှန်သုံးနေရတဲ့အတွက်ကြောင့်မလို့အားလုံးလည်းပဲဂျပန်ရဲ့လုပ်ငန်းခွင်တွေမှာလုပ်နေပြီဆိုရင်တော့အဲ့ဒီစကားလုံးတွေကဒီနေ့မဟုတ်ဒီနေ့အနည်းဆုံး2ချိန်3ချိန်ကတော့သုံးနေရမယ်ဖြစ်ပါတယ်ဆိုတော့တခြားကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာဘယ်လိုစကားလုံးတွေသုံးလဲဆိုတာကိုဒီ comment ထဲမှာ share လုပ်ခဲ့ပြီနော်